ခန်းကြီး3အငယ်1မှ9ငွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသောမြေတိရစ္ဆာန်တကာတို့ထက်လိမ္မာသည်ဖြစ်၍မိန်းမအားသင်တို့သည်ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟုဧကန်စင်စစ်ဘုရားသခင်မိန့်တော်မူသလောဟုမေး၏မိန်းမကလည်းငါတို့သည်ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကိုစားရသောအခွင့်ရှိ၏ဥယျာဉ်အလယ်၌ရှိသောအပင်၏အသီးကိုကားသင်တို့သည်မကိုင်မစားဘဲနေကြလော့သို့မဟုတ်သေမည်ဟုဘုရားသခင်အမိန့်တော်ရှိသည်ဟုမွေအားဆို၏မွေကလည်းသင်တို့သည်ဧကန်အမှန်သေရမည်မဟုတ်အကြောင်းမူကားထိုအသီးကိုစားသောနေ့၌သင်တို့သည်မျက်စိပွင့်လင်းလျက်ကောင်းမကောင်းကိုသိ၍ဘုရားသခင်ကဲ့သို့ဖြစ်ကြလက်တန့်သည်ကိုဘုရားသခင်သိတော်မူသည်ဟုမိန်းမအားဆို၏ထိုအပင်သည်စားဘွယ်ကောင်းခြင်းအစင်းလဲလှခြင်းပညာတိုးပွားစေလိုသောငါနှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကိုမိန်းမသည်မြင်လျင်အသီးကိုယူ၍စား၏မိမိခင်မွန်းအားလည်းပေး၍သူသည်လည်းစား၏ထိုသူနှစ်ယောက်တို့သည်မျက်စိပွင့်လင်း၍မိမိတို့၌အဝတ်အချည်းစီရှိသည်ကိုသိမြင်လျင်မိမိတို့ဝတ်ရန်ဖို့သင်္ဘောတဖန်းပင်အရွက်တို့ကိုချုပ်ဆက်၍ခါးစည်းကိုလုပ်ကြ၏အငယ်8မှ13နေအေးသောအချိန်တွင်ထိုဥယျာဉ်၌ထာဝရအရှင်ဘုရားသခင်ကြွတော်မူသောအသံကိုလူလင်မယားတို့သည်ကြားလျင်အထံတော်မှလွတ်ခြင်းငှာဥယျာဉ်အပင်တို့တွင်ပုန်းကွယ်လျက်နေကြ၏ထာဝရအရှင်ဘုရားသခင်ကလည်းသင်သည်အဘယ်မှာရှိသနည်းဟုလူကိုခေါ်တော်မူ၏လူကလည်းဥယျာဉ်၌ကိုယ်တော်၏အသံကိုကျွန်တော်ကြားလျင်အဝတ်ချီးစီးရှိသောကြောင့်ကြောက်၍ပုန်းလျက်နေပါသည်ဟုလျှောက်လေ၏ဘုရားသခင်ကလည်းသင်၌အဝတ်အချီးစီးရှိသည်ကိုသင်အားအဘယ်သူပြောသနည်းမစားရဟုငါပညတ်သောအပင်၏အသီးကိုစားပြီလောဟုမေးတော်မူ၏လူကလည်းကျွန်တော်၌အပ်ပေးတော်မူသောမိန်းမသည်ထိုအပင်၏အသီးကိုပေး၍ကျွန်တော်စားမိပါသည်ဟုလျှောက်လေ၏ထာဝရအရှင်ဘုရားသခင်ကလည်းသင်သည်အဘယ်သို့ပြုပြီးသနည်းဟုမိန်းမအားမေးတော်မူလျှင်မိန်းမကမွေသည်ကျွန်တော်မကိုလှည့်စား၍ကျွန်တော်မသည်စားမိပါပြီဟုလျှောက်လေ၏အငယ်14မှ19ထာဝရရှင်ဘုရားသခင်သည်မွေကိုခေါ်၍သင်သည်ဤအမှုကိုပြုသောကြောင့်သားရင်သားရဲ့အပေါင်းတို့ထက်ကျိန်ခြင်းကိုခံရ၏သင်သည်ဝမ်းဖြင့်သွား၍မြေမှုန့်ကိုတစ်သက်လုံးစားရမည်သင်နှင့်မိန်းမကို၎င်းသင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ်ကို၎င်းငါသည်ရန်ညှိုးဖွဲ့စေမည်သူသည်သင်၏ခေါင်းကိုကျိတ်လိမ့်မည်သင်သည်သူ၏ဖနောင့်ကိုကျိတ်လိမ့်မည်ဟုမိန့်တော်မူ၏မိန်းမကိုလည်းသင်၌ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကိုငါအလွန်များပြားစေမည်ပင်ပန်းစွာဝေဒနာကိုခံ၍သားဖွားရမည်ကိုခင်မွေးအလိုသို့လိုက်၍သူ၏အုပ်ဆိုးခြင်းကိုလည်းခံရမည်ဟုမိန့်တော်မူ၏ယောက်ျားကိုလည်းထိုအပင်၏အသီးကိုမစားရဟုငါပညတ်တော်လဲသင်သည်မယား၏စကားကိုနားထောင်၍စားမိသောကြောင့်မြေသည်သင်၏အတွက်ကျိန်ခြင်းကိုခံလျက်ရှိ၏မြေ၏အသီးကိုတစ်သက်ပတ်လုံးပင်ပန်းစွာစားရမည်စူးပင်အမျိုးမျိုးတို့ကိုလည်းသင်အဖို့မြေပေါက်စေမည်လယ်၌ဖြစ်သောဟင်းသီးဟင်းရွက်တို့ကိုသင်စားရမည်သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင်သင်၏မျက်နှာမှချွေးထွက်လျက်အစာကိုစားရမည်အကြောင်းမူကားသင်သည်မြေမှုန့်ဖြစ်၍မြေမှုန့်သို့ပြန်ရမည်ဟုမိန့်တော်မူ၏အငယ်20မှ24ထိုအခါလူသည်မိမိမယားကိုဧဝအမည်ဖြင့်မှဲ့လေ၏အကြောင်းမူကားသူသည်အသက်ရှင်သောသူအပေါင်းတို့၏အမိဖြစ်သည်ထာဝရရှင်ဘုရားသခင်သည်လည်းလူလင်မယားဖို့တရေဖြင့်ဝတ်လုံကိုလုပ်၍ဝတ်ခြုံစေတော်မူ၏ထာဝရရှင်ဘုရားသခင်ကလည်းလူသည်ငါတို့တွင်တပါးပါးကဲ့သို့ဖြစ်၍ကောင်းမကောင်းကိုသိတတ်၏ယခုမှာသူသည်ထာဝရအသက်ကိုရခြင်းငှာလက်ကိုဆန့်လျက်အသက်ပင်၏အသီးကိုယူ၍မစားသင့်ဟု
မိန့်တော်မူ၍၊ လူသည်မိမိထွက်သောမြေ၌လုပ်ရမည်အကြောင်း ထာဝရအရှင်ဘုရားသခင်သည် ဧဒင်ဥယျာဉ်ထဲကလွှတ်လိုက်တော်မူ၏။ ထိုသို့လူကိုနှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။